လက်ဝါးပြင်ပေါ်ဟာမမျောလင်းပဲနဲ့ငွေဝင်မဲ့အမှတ်အသားတစ်ခုကိုပြောပြပါမယ်တင်းရဲ့လက်တန်းအောင်နာကဘိုလ်ဝူကျူပုံပေါ်မှာဒေါင်းလိုက်မြင်းတူတစ်ချောင်းထင်ထင်ရှားရှားပါနေတယ်ဆိုရင်ဒါဟာတင့်အတွက်သတင်းကောင်းပါပဲဒီမြင်းတူကမမျောလင်းပဲအမွေအနှစ်တွေငွေကြေးဥစ္စာတွေစုပုံစုလိုက်ရရှိမဲ့လက္ခဏာဖြစ်ပါတယ်ရုတ်တရက်ငွေကြေးဝင်လာတတ်တယ်လို့ဆိုလိုတာဖြစ်ပါတယ်ဒါအပြင်ကိုယ့်ကိုစေတနာနဲ့ကူညီမဲ့သူတွေစောင့်ရှောက်မဲ့သူတွေလည်းမကြာခဏတွေးဆုံရတတ်ပါတယ်အကယ်၍ဒီဒေါင်းလိုက်မြင်းတို့လေးကပိုပြီးထင်ရှားနှက်ဆိုင်နေတယ်ဆိုရင်တော့သင်ဟာသဘာဝကြတာတွေသိပ္ပံကြီးကြတဲ့အယူအဆတွေကိုပဲလက်ခံတဲ့သူဖြစ်ပါလိမ့်မယ်သင်ဟာတော်ယုံသူကိုအလွဲတကူမယုံကြည်တတ်တဲ့ဇာတ်ရှိပါတယ်ဒါပေမဲ့တစုံတစ်ယောက်ကိုယုံကြည်မိပြီဆိုရင်တော့မိုးမမြင်လေးမမြင်ဖြစ်သွားတတ်ပါတယ်ဒီလိုအယုံလွန်ကဲမှုကြောင့်စိတ်မကောင်းစရာတွေကြုံရတတ်တာကိုတော့သတိထားဖို့လိုပါတယ်ဒါပေမဲ့ပုံမှန်အားဖြင့်တော့သင်ဟာငွေကြေးကံကောင်းသူတစ်ယောက်ဖြစ်ပါတယ်ကဲကိုလက်ဘဝမှာရောဒီလိုမြင်းတူလေးပါနေလားမျှဝေပေးခဲ့ပါဦး